တကြီးရွယ်ကိုမီကိုသူနဲ့ကလေးငယ်900ကျော်ပါဝင်တဲ့ကယ်ဆယ်ရေးကမ်းထိုးရည်ရင်3စင်းကိုအချမ်းဖက်အေတိုက်ခိုက်တက်ဖြတ်ခဲ့တဲ့ရုပ်သံထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးတကြီးရွယ်ကိုမီကိုသူနဲ့ကလေးငယ်900ကျော်လိုက်ပါလာတဲ့ကယ်ဆယ်ရေးကမ်းထိုးရည်ရင်3စင်းတိုက်ခိုက်ခံရလို့ရာနဲ့ချီတေဆုံးခဲ့တဲ့တိုက်ခိုက်မှုကိုအချမ်းဖက်အေကစနစ်တကျစီစဉ်ညွှန်ကြားထားတဲ့ရုပ်သံဟာဆိုရင်ဖြစ်စဉ်ဖြစ်ပွားပြီးတစ်နှစ်ပြည့်ဖို့ရပိုင်းအလိုမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဝဲတာထားရှာလို့ရဝဲရှာလို့ရဝဲโอ้เดี๋ยวโอ้เว้ยလာရเว้ยเว้ยอีกไปเว้ยလာရဒီဖြစ်စဉ်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ6ရက်မှာရခိုင်ပြည်နယ်ကြောက်တော်မြို့အပေါက်ဝကျေးရွာအနီးမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေသူတို့ရဲ့မိသားစုဝင်တွေနဲ့နိုင်ငံဝန်ထမ်းတွေကိုစောင့်ဆိုင်းကယ်ထုတ်နေတဲ့ကယ်ဆယ်ရေးကမ်းထိုးရည်ရင်3စင်းကိုရခိုင်လက်နက်ကိုင်အေအဖွဲ့ကပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ဝဲကိုဆက်ပိုက်ကိုသိဒုတိယအစီအစဉ်ကတော့အရင်မှာအာပီဂျီတမလောက်ချက်တမလောက်ခဲ့ကြလောက်ကုန်ဒီရုပ်သံမှာဆိုရင်မောင်းနေလာတဲ့ရေရင်3စင်းကိုလောင်ချတွေလက်နက်ကြီးတွေနဲ့အေဘက်ကပြစ်ခတ်ဖို့အသင့်ဆောင်တိုင်းနေခဲ့ပြီးရေရင်တွေကြောက်တော်တရားအောင်ရောက်ရှိလာချိန်မှာတရက်ဆက်ပြစ်ခတ်ခဲ့ကြတာကိုထပ်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီစင်ကိုအေဂျက်ဘက်အဖွဲ့ကစီစဉ်ညွှန်ကြားသူကရုပ်သံကိုရိုက်ကူးမှတ်တမ်းတင်နေတဲ့အပြင်လက်နက်ကြီးထိမှန်တဲ့ရေရင်ကိုကြည့်ပြီးဝမ်းသာအားရပြောဆိုနေသလိုဒီလိုပြစ်မှတ်ထိသွားတဲ့အပေါ်အလွန်ပင်လှပကြောင်းကြွားလုံးထုတ်ပြောဆိုပြီးမနာတိုင်းပြစ်ခတ်ဖို့လည်းပြောဆိုနေတာကိုတွေ့ရပါတယ်။အေဂျက်ဘက်တွေပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရေရင်တွေမှာဆိုင်ကလုန်းမုန်တိုင်းမုခတိုက်ခိုက်ပြီးနောက်ရခိုင်ပြည်နယ်ရှိမုန်တိုင်းတန်တဲ့ဒေသတွေမှာဒေသခံတွေကိုကူညီပေးနိုင်ဖို့ကုန်ပစ္စည်းတွေကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်ပြီးရန်ကုန်ကနေတည်ယူကူညီပို့ဆောင်ခဲ့တဲ့ကမ်းထိုးရည်ရင်တွေပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်အပေါ်ရခိုင်ရေစောင့်ကြည့်လေးလာနေသူတဦးကဒီရုပ်သံဟာမနစ်ကရုပ်သံပါဘယ်လိုပဲဖြစ်ဖြစ်ရခိုင်အကြမ်းဖက်အေကဘယ်လိုအကြမ်းဖက်တယ်ဆိုတာကိုမှတ်တမ်းတက်တည်ဖြစ်ပါတယ်။ဒီကမ်းထိုးရည်ရင်3စင်းပေါ်မှာမိခိုသူတွေကလေးတငယ်တွေအပါဝင်လူပေါင်း900ကျော်ပါဝင်ခဲ့တာပါ။ဒါကမေးလို့ရနိုင်မဲ့အခြေအနေမဟုတ်ပါဘူးလို့MT News ကိုပြောပါတယ်ဒီရေရင်တွေတိုက်ခိုက်ခံရပြီးနောက်အသက်ရှင်နေသေးသူတွေကကမ်းပေါ်တက်ပြေးချိန်ဒေသခံတွေကဓာတ်နဲ့ဝိုင်းခုတ်ခဲ့တာကြောင့်လည်းတည်ဆုံးခဲ့ကြရပြီးရေကူးတက်သူအချို့သာကယ်ဆယ်ရေးအဖွဲ့တွေနဲ့တွေ့တာကြောင့်အသက်ရှင်လွတ်မြောက်ခဲ့ကြတာပါအေဂျက်ဖက်အဖွဲ့ကအဆိုပါဖြစ်ရက်ပေါ် NASA ကရဲ့တင်းမောတွေကိုအလဲထိုးကအောင်ပွဲရယူနိုင်ခဲ့တဲ့နေ့ဖြစ်တယ်လို့